ငှက်တန်လေးတွေလာနားထောင်တာအပြင်ထွက်ပြီးတော့ကဘာမြေနဲ့ပေါ့ကဘာမြေကြီးရဲ့ပြာနေတဲ့ကောင်းကင်ကြီးရဲ့ Divine Messenger လေးတွေရဲ့အတန်ရယ်ပေါ့နော် Divine Messenger လေးတွေရဲ့အတန်ရယ်လာနားထောင်တာငှက်တန်လေးတွေကုံတော့မယ်ကျွန်တော်အခုလက်ရှိနေတဲ့နေရာလဲနေပြီးတော့လဲတိုက်ခိုင်းနေစောက်လမ်းနေဖောက်နေနေရာတွေချိန်နဲ့ဘယ်လိုပြောရမလဲတောတွေကုံတော့မယ်ဘာဒီကုံတော့မလဲဘာပြောရမလဲတော့မသိတော့ပါဘူးတောတွေကုံတော့မယ်နေပြီးတော့မှလဲတိုက်တွေချဲ့တယ်တိုက်တွေထက်ဆောက်တယ်လမ်းတွေဖောက်တယ်အရင်တော့ကအခုပြတဲ့ဒီနားတစ်ချက်အခုဂုံးကြီးလို့ဖြစ်နေတာအရင်တော့အဲ့လိုလာပြီးတော့ဘူဒိုဇာဆက်ကြီးနဲ့လာပြီးတော့ဒီမြေကြီးတွေကိုအဲ့လိုမျိုးလာမထိုးခင်ကဒီတစ်လျှောက်လုံးကတော်ကြီးအခုလမ်းဖောက်တော့အဲ့ဒီတစ်လျှောက်လုံးကတော်မရှိတော့မြေပုံကြီးဖြစ်သွားပြီလမ်းကြီးဖောက်လို့အဲ့ဒီလိုငှက်တန်လေးလာနားထောင်တာဒီနောက်ကကျွန်တော်နေတဲ့တိုက်ဒါကျွန်တော်နေတဲ့တိုက်အဲ့ဒါဒီနောက်ကတောထဲမှာတိုက်နေနေတာတောဆိုလို့တောနဲ့တူလားဆိုတော့တောထဲမှာတိုက်နေနေတာအစင်းမြင်တယ်